ချမိတ်စီပြအားလုံးမင်္ဂလာပါရှင်26ရက်တလမှာတရက်2လ2026တပတ်တာတနင်္ဂနွေသားသမီးချမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချမိတ်ဆွေဒီတစ်ပတ်မှာအလုပ်ကိုင်ရန်ကောင်းနေပါတယ်အလုပ်နဲ့ပတ်သက်တဲ့အဆက်အသွယ်ကောင်းတွေရဖို့ရှိပါတယ်အလုပ်ပါအရာရာမိမိစိတ်တိုင်းကြဖန်တီးနိုင်မယ်တပတ်တာလို့တွေ့ရပါတယ်တန်မိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းသင်းတွေရဲ့ကူညီမှုပံ့ပိုးမှုထောက်ပံ့မှုတွေရရှိစေတဲ့အပြင်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအရန်ကောင်းနေသင်တန်းကိစ္စတွေအလုံးစုံကောင်းနေမှာပဲဖြစ်ပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်နှောက်ယှက်အမျိုးမျိုးကြုံရတတ်တယ်ဆွေမျိုးသားချင်းနဲ့ပါလေကျန်းမာရေးအတွက်ပူပန်နေရပါလိမ့်မယ်ရန်နေတိုက်ကြိုက်မရှိတဲ့ပြင်ချစ်သူခင်သူပေါများလာမယ့်တပတ်တာလို့တွေ့ရပါတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့လမ်းပြောက်သွားတာရှီတူဝါခက်နောက်ဆိုဝါခက်ခက်ခဲစီတဲ့ကိစ္စရပ်တွေကြုံရတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်အပေါ်မှာမိမိရဲ့စိတ်တိုင်းမကြတာအလိုမကြတာဒါမျိုးလေးတွေဖြစ်တတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဂရုစိုက်ပါကျမ်းမာရေးညံ့ပါတယ်စီးယူစီးခဲတွေပြဖို့ရှိနေပါတယ်အေးချမ်းမှုငြိမ်းချမ်းမှုမရှိဘဲနဲ့အရာရာမှာမိမိလှုပ်ဆောင်ရတဲ့အခါမှာပူပန်မှုတွေပူလောင်မှုတွေနဲ့ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ကံနဲ့ပတ်သက်ရင်တော့ကံအားအလွန်ကောင်းပါတယ်။ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့တစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ပြောထားဆိုထားတဲ့ကိစ္စရပ်တွေရံများမေးစကားများမေးပြဿနာဖြစ်ရတတ်ပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ကိုယ်တိုင်ကလည်းမှန်ကန်အောင်နေပါသူတစ်ပါးကိုပြောဆိုဆက်ဆံတဲ့အခါမှာလည်းမှန်ကန်တဲ့နီးလန်းနဲ့ပဲပြောဆိုဆုံးဖြတ်ပါဒါဆိုရင်တော့မိမိရဲ့တတောက်လျှောက်မှာတပတ်တာလုံးမှာလှုပ်ဆောင်သမျှအရာအလုံးဟာပို့ပြီးတော့ပါဝါတွေတက်တာပို့ပြီးတော့မျက်နှာတွေပွင့်တာလူကြည့်လူခင်ပို့ပြီးတော့ပေါ်တာအာဆက်ရှန်ဆက်ကောင်းစီပါပဲဖြစ်ပါတယ်ဒီတော့တနင်္ဂနွေသားသမီးချစ်မိတ်ဆွေတွေကံထောက်ပံ့ပြည့်စုံတဲ့ရေရာကောင်းလေးပြီးချင်ပါတယ်တနင်္ဂနွေသားသမီးချစ်မိတ်ဆွေဒီတစ်ပတ်မှာပြုလုပ်ဆောင်ရမှာကမိမိနေအိမ်ကဘုရားမှာပန်းအဖြူရောင်လေးတွေခုနှစ်ပွင့်ထူတန်းခြင်းဖြင့်ခက်ခဲနေတဲ့တစ်ပတ်တာအလုံးစုံပြည်လည်သွားမိန်လို့တွေ့ရပါတယ်ရှင်ချစ်မိတ်ဆွေများအလုံးမင်္ဂလာပါရှင်26ရက်တလမှာတရက်2လ2026တစ်ပတ်တာတနင်္လာသားသမီးချစ်မိတ်ဆွေရဲ့လောက်ကန်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်တနင်္လာသားသမီးချစ်မိတ်ဆွေရဲ့လောက်ကန်ရန်ကောင်းပါတယ်အလုပ်နဲ့ပတ်သက်ပြီးတော့ကြီးကဲသူတွေရဲ့အကူအညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိပါတယ်။တန်မိုးကြီးသောပစ္စည်းတွေထွက်ဖို့တွေ့ရပါတယ်။မိတ်ဆွေပေါင်းတဲ့နေဆရာသမားတွေရဲ့အကူအညီပံ့ပိုးမှုတွေရရှိမှာပဲဖြစ်ပါတယ်။အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့အိမ်ပြင်တာအိမ်ဆောက်တာမှာအခက်အခဲရှိတယ်။နောက်အိမ်ကိစ္စကန်ထရိုက်ကိစ္စတွေစကားပြောဆိုတဲ့အခါမှာပြဿနာဖြစ်ဖို့ရှိတယ်။နောက်အယောအစားလေးတွေတွေ့ရတယ်ဒါကိုဝိစိတ်ပါ။ဆွေမျိုးသားချင်းနဲ့မှာနိုင်တဲ့တရင်တွေကြားဖို့တွေ့ရပါတယ်။ရန်အန်ရဲ့တိုက်ခက်ရှိတဲ့ view site ပါနော်။ဘယ်သွားဘယ်လာအမြဲတမ်းတတိရှိပါ။ချီနဲ့ပတ်သက်ပြီးတော့မျက်နှာအရန်ပွင့်မဲ့လူကြီးလူခင်ပေါ်မေးချစ်သူရှိနေပါလေရဲ့အခြားသူရဲ့စိတ်ဝင်စားခြင်းကိုခံရတတ်တယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အောက်လက်ငယ်သားသမီးတွေနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာကြည်နူးစရာတွေကြုံရမှာပဲဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်အမြင့်ကနေချီချော်ကြတာခြေထောက်ခောက်လဲတာလက်ကိုထိကြိုက်တာဒါလေးတွေရှိရ view site ပါနော်အေးချမ်းမှုငြိမ်းချမ်းမှုတွေမရှိသေးဘူးဘာကြောင့်လဲဆိုတော့ဘာလေးပဲလုံးအဝယ်ပွင့်ကြမရှိဘဲနဲ့ကိုစီစဉ်တဲ့အရာလေးတွေမှာအစီအစဉ်တကြမဖြစ်ဘူးလို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါတယ်ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်ငွေကြေးကိစ္စတွေစကားပြောရမယ်တို့ပေမဲ့မိမိရမယ်ပတ်စံဆိုရင်ကြံ့ကြမယ်ပေးရမယ်ပတ်စံဆိုရင်အပူတပြည့်ပေးရတာမျိုးလေးကြုံရတတ်တယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေကြုံငုံပြီးကြည့်လိုက်တဲ့အခါတဏှာထဲမှာပုံသေးကားချက်ပြုတ်လို့တာမျိုးမဟုတ်ပဲနဲ့အမြဲတမ်းပုံစံလေးတွေရွှေ့ပြောင်းပြီးတော့လုပ်ကင်တဲ့အရာမှန်သမျှဒီတစ်ပတ်မှာအဆင်ပြေပါလိမ့်မယ်ဒီတော့တနင်္လာသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ပြည့်စေတဲ့ရေရာကောင်းလေးပေးချင်ပါတယ်တနင်္လာသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမှာကဒီတစ်ပတ်လုံးမှာရွှေရီဘုန်းကြီးတန်ဃာတော်တွေသီလရှင်ဆရာလေးတွေနောက်ပြီးတော့ဖျားမှာအဲ့တော့တခုခုတနေရာလေးမှာရွှေရီကလူပူဇော်ခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာလုံးစုံပြည်လဲသွားမိန်လို့တွေ့ရပါတယ်ရှင်
ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်26ရက်တလမှာတရက်2လ2026တပတ်တာအင်္ဂါသားသမီးချစ်မိတ်ဆွေရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်အင်္ဂါသားသမီးချစ်မိတ်ဆွေအလုပ်ကိုင်ရန်ကောင်းတွေရောင်းဝယ်တွေရန်ပွင့်မင်းစကားပြောဆိုတဲ့အခါအောင်မြင်စေမဲ့တပတ်တာပါတန်မိုးကြီးသောပစ္စည်းထွက်တတ်ပါတယ်အလိမ်ခံတတ်ပါတယ်ဒီဆိုင်ပါနော်မိတ်ဆွေပေါင်းသင်းနေဆရာသမားတွေရဲ့ကုညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာတွေကြုံရတတ်ပါတယ်အောင်းလည်းငယ်သားသားသမီးတွေပူလောင်မှုတွေတောကဖြစ်မှုတွေရှိပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းတွေမှာအမြဲတမ်းလိုပူလောင်မှုတွေဆွေမျိုးသားချင်းရနေပြီးတော့ငွေကြီးခက်ခဲတွေဒီလိုကိစ္စရက်တွေကိုမိမိကိုပြောဆိုတဲ့အခါတိုင်ပင်တဲ့အခါမိမိဘက်ကလည်းအကူအညီမပေးနိုင်တဲ့အတွက်ကြောင့်စိတ်ပင်ပန်းတတ်ပါတယ်။ရန်အနေအတိုက်ခက်ရှိတဲ့ဂရုစိုက်ပါနော်။ခြေနဲ့ပတ်သက်ပြီးတော့မျက်နှာအရန်ဖွင့်မဲ့လူချစ်သူငယ်ပေါ်မေအိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာယာစီမဲ့အိမ်တော်ကြီးပါ။ကျမကြီးနဲ့ပတ်သက်ရင်တော့စိုးကျိုးလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုငြိမ်းချမ်းမှုမတွေ့ရသေးဘူးကိုလုံးနေရတဲ့အရာလေးတွေမှာကို့အတွက်ခက်ခဲစေတဲ့အရာလေးတွေပေါ်လာဖို့ရှိနေပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားအတော်ကောင်းပါတယ်ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့3ညတလုံးထီထိုးကန်ဆန်းလို့ရပါတယ်ငွေကြေးကိစ္စစကားပြောဆိုတဲ့အခါမှာဒီတစ်ပတ်ထဲမှာပဲလုံးဝအပြီးပြတ်အောင်မြင်စေမယ်လို့တွေ့ရတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေကြည့်တဲ့အခါဘာလို့မှပူပန်မှုမျိုးမရှိဘဲနဲ့အလှူတန်းလေးတွေနဲ့ပီတိဖြစ်စရာကြည်နူးစရာလေးကြုံရမှာပဲဖြစ်ပါတယ်ဒီတော့အင်္ဂါသားသမီးချစ်မိတ်ဆွေတွေကံတောက်ပတ်ဖြစ်စေတဲ့ရေရာကောင်းလေးပေးချင်ပါတယ်အင်္ဂါသားသမီးချစ်မိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာကမိမိနေအင်္ဂါဖျားမှာလိမ္မောအချွေတက်ွက်လူတန်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာလုံးစုံပြေလည်သွားမယ်လို့တွေ့ရပါတယ်ရှင်ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်26ရက်တလမှာတရက်2လ2026တပတ်တာဗုဒ္ဓဟူသားသမီးချစ်မိတ်ဆွေရဲ့လုပ်ကံကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်ဗုဒ္ဓဟူသားသမီးချစ်မိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့တတိထားပါနော်အလုပ်ကံလေးတွေခက်ခဲစီတတ်တယ်အလုပ်မှာရံများမယ်ဒါကိုတတိထားပါတန်ဖိုးကြီးသောပစ္စည်းတွေထွက်ဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းသင်းတွေရဲ့လိမ်ညာလှည့်ပြောင်းမှုတွေခံရတတ်တယ်အိမ်နဲ့ပတ်သက်ရင်တော့စီစဉ်ရတာမှန်သမျှအလုံးစုံဆင်ပြေသွားလိမ့်မယ်။ဆွေမျိုးသားချင်းရဲ့မထင်မဲ့တဲ့အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရဖို့ရှိပါတယ်။အတိုက်ခိုက်တော့ရှိတယ်သတိထားပါနော်။ခြေနဲ့ပတ်သက်ပြီးတော့အဆုံးဖြတ်ရခက်ခဲစီတဲ့အရာလေးတွေပေါ်တတ်တယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ရဲ့ကျမ်းမာရေးကိုပြုစိုက်ပါ။မိမိကိုယ်တိုင်ကျမ်းမာရေးကတော့ခါကြောညက်တာတင်မစုံကြောညက်တာလေးဖြစ်တတ်တယ်ပြုစိုက်ပါနော်။အေးချမ်းမှုငြိမ်းချမ်းမှုတွေရောက်ရှိလာမဲ့တပတ်တာပါအရာရာမှာခက်ခဲနေပေမဲ့အလုံးစုံပြည့်စုံသွားမယ်နောက်ကုညီမဲ့သူလေးရှိမယ်ဒါလေးကိုတွေ့ရပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားလွန်ကောင်းပါတယ်ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့3တလုံးထီထိုးကန်ဆန်းလို့ရပါတယ်ငွေကြေးကိစ္စလေးတွေလဲပတ်သွားမယ်အလုံးစုံအစီပြေသွားမယ်ပြောရဆိုရတာလွယ်ကူစေမယ်အားလုံးနဲ့ပတ်သက်ပြီးတော့ကံကြမ္မာမိမိဘက်ကိုမျက်နှာသာပေးတာပေါ့နော်အဲ့တော့ဒီတစ်ပတ်လုံးမှာကိုယ့်ဘက်ကိုမျက်နှာသာပေးတာဖြစ်တဲ့အတွက်ကြောင့်ဘာလေးပဲလုံးနောက်ကျပြီးမှလုပ်ရင်ပိုကောင်းတယ်စောပြီးလုပ်ရင်ပြတ်တတ်တယ်ပေါ့နော်ဒီတော့ဘုဒ္ဓဦးသားသမီးချင်းမိတ်ဆွေတွေကံတောက်ပတ်ဖြစ်စေတဲ့ရေရာအကောင်းလေးပေးချင်ပါတယ်ဘုဒ္ဓဦးသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာကမိမိကလိုအပ်နေတဲ့နေရာလေးတွေမှာသွားပြီးတော့တော့ကလောက်နဲ့တော့တာလေးပေါ့နော်လူတန်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာမှာအလုံးစုံပြေလည်သွားမယ်လို့တွေ့ရပါတယ်ရှင်ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်26ရက်တလမှာတရက်2လ2026တပတ်တာကြာသာပရိသတ်သမီးချစ်မိတ်ဆွေရဲ့လုပ်ကံကနေစတင်ဟောပြောပြပါပဲဖြစ်ပါတယ်ရှင်ကြာသာပရိသတ်သမီးချစ်မိတ်ဆွေဘာပဲလုပ်မိမိအနေနဲ့ချင့်ချင်ပြီးတော့မှလုပ်ကံစေချင်ပါတယ်တန်ဖိုးကြီးသောပစ္စည်းဝင်လာမယ်လို့တွေ့ရပါတယ်မိတ်ဆွေပေါင်းသင်းတွေရဲ့လိမ်ညာလှည့်ပြားတာတွေခံတတ်ပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့အိမ်ပူရီစုလေးတွေဖြစ်တတ်တဲ့သတိထားပါနော်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့မိမိအနေနဲ့ကိုကြားမဲ့သတင်းလေးတွေဟာသတင်းကောင်းလေးတွေဖြစ်တတ်တယ်အရင်ကဘလို့တွေပဲကြားကြရဒီတစ်ပတ်ထဲမှာသတင်းကောင်းတွေကြားတတ်ပါတယ်ရန်တိုက်ခိုက်ရှိနေပါတယ်ယူဆိုင်ပါနော်ခြေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာတွေကြုံရတတ်တယ်အလိမ်ညာခံရတတ်တယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ကြီးမှာမိမိအိမ်တော်ဘက်အပေါ်မှာပြောရဆိုရတာခက်ခဲစီတဲ့အရာလေးတွေ့ရတတ်တယ်
ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စိုးကျိုးလုံးဝမရှိပါဘူးရှင်အေးချမ်းမှုတွေငြိမ်းချမ်းမှုတွေရောက်ရှိလာပါလိမ့်မယ်မိမိဘက်ကသာမှန်ကန်အောင်နေပါ၅ပါးသီလကိုလုံခြုံစွာနေပါဒါဆိုရင်တော့မိမိရင်ဆိုင်ရမယ့်အရာအလုံးဟာမိမိအတွက်ပါဝါတွေတက်စီတွေမိမိပြောတဲ့အောင်မြင်စီတွေမိမိပြောတဲ့ဖြစ်စီတွေလို့တွေ့ရတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေထီတိုးကန်ဆန်းခြင်းနေဆိုရင်တော့ကိုယ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေအချင်းကိုပြကြည့်လိုက်တာအလှတန်းလေးတွေနဲ့များစွာပြုလို့ဆောင်ရွက်ပြီးတော့မိမိတွင်ဖိုးကန်တွေကြီးချင်းစကားပြောဆိုတဲ့အခါမှာအားဆက်ချက်ဆက်ကောင်းမှုချင်းဒီလိုလေးတွေ့ရပါတယ်ဒီတော့ဇာတာပိသားသမီးချစ်မိတ်ဆွေတွေကံတောက်ပတ်ဖြစ်စေတဲ့ရည်ရည်ကောင်းလေးပေးချင်ပါတယ်ဇာတာပိသားသမီးချစ်မိတ်ဆွေဒီတစ်ပတ်လုံးမှာအဋိဌံမပြတ်မကွယ်ပြုလို့ဆောင်ရွက်ပေးပါပြုလို့ဆောင်ရွက်မဲ့အဋိဌံကတန်ဖို့တီကိုသက်စီရွတ်ဖတ်ပူဇော်ပြီးတော့မှပြုလို့ဆောင်ရွက်ခြင်းဖြင့်မိမိကက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားပြီလို့တွေ့ရပါတယ်ရှင်ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်26ရက်တလမှာတရက်2လ2026တပတ်တာတောက်ကြသားသမီးချစ်မိတ်ဆွေရဲ့လောက်ကင်ကနေစတင်ဟောပြောပေးပါပဲဖြစ်ပါတယ်ရှင်တောက်ကြသားသမီးချစ်မိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့အလုံးမှာစိတ်မပါတော့တာဖြစ်တတ်တယ်အလုံးနဲ့ပတ်သက်ပြီးတော့စိတ်လေသွားတာမျိုးဖြစ်တတ်ပါတယ်တန်မိုးကြီးသောပစ္စည်းဝင်လာမယ်လို့တွေ့ရပါတယ်မိတ်ဆွေပေါင်းသင်းရဲ့ကုညီပံ့ပိုးမှုတွေရဖို့ရှိနေပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့ခေါင်းရှုပ်စရာစိတ်ရှုပ်စရာတွေကြုံရတတ်တယ်ဆွေမျိုးသားချင်းတွေပူပန်ပဲနောက်ဆက်တင်ရမယ်ရန်အနေမရှိတဲ့ပြင်ချစ်သူခင်သူပေါ်လာမယ်တပတ်တာပါအခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာလုံးပွင့်လန်းပါလိမ့်မယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ဘက်ကမိမိကိုဂရုစိုက်ပြီးကျန်တာမှုတွေရရှိပါလိမ့်မယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်စူးကျုံလုံးဝမရှိပါဘူးရှင်။ရခင်ကလေးကကျမ်းမာရေးခံစားနေရတဲ့သူဆိုရင်ဒီတစ်ပတ်တည်းမှာအနာနဲ့စိတ်နဲ့တွေ့သွားမယ်လို့မြင်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားနေတယ်။သို့ပေမဲ့မဖြစ်မနေဒီလိုကန်ဆန်းခြင်းတွေဆိုတော့6တလုံးဒီလိုကန်ဆန်းလို့ရပါတယ်။ငွေကြေးကိစ္စတွေကောင်းကင်ရမယ်စိတ်ရှုရမယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေကြည့်လိုက်တဲ့အခါတခါတလေပါမိမိရဲ့စိတ်ထဲမှာအလိုမကျမှုစိတ်တိုင်းမကျမှုတွေများပြီးတော့ယူကျင်တဲ့စိတ်တောင်ပေါက်တတ်တယ်ဒီတော့တောက်ကြသားသမီးချင်းမိတ်ဆွေတွေကံတောက်ပတ်ဖြစ်စေတဲ့ရည်ရည်ကောင်းလေးဆရာမပေးချင်ပါတယ်တောက်ကြသားသမီးချင်းမိတ်ဆွေခွေးစာမြမြကျွေးပါခွေးတွေဝဝလွန်လင်းအစာကျွေးပါဒါဆိုရင်တော့ဒီတစ်ပတ်ထဲမှာမိမိခက်ခဲနေတဲ့ပြဿနာအလုံးစုံပြည်လည်သွားပြီလို့တွေ့ရပါတယ်ရှင်ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်26ရက်တလမှာတရက်2လ2026တပတ်တာစနေသားသမီးချစ်မိတ်ဆွေရဲ့လောက်ကင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်စနေသားသမီးချစ်မိတ်ဆွေရဲ့အလောက်ကင်အရန်ကောင်းနေအလောက်ကနေပြီးတော့ဝင်ငွေတူးစီမေးတပတ်တာလို့တွေ့ရပါတယ်တန်ဖိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်။မပြောင်းလိမ့်မယ်နဲ့တန်ဖိုးကြီးပစ္စည်းရတာမျိုးတွေလည်းကြုံရတတ်တယ်။မိတ်ဆွေပေါင်းသိဆရာသမားတွေရဲ့ကုညီဆောင်ရှောက်မှုထောက်ပံ့မှုများစွာရရှိစေမယ်လို့တွေ့ရပါတယ်။အိမ်နဲ့ပတ်သက်ရင်တော့စိတ်တွေရှုံးရမယ်မိုးကျရပါလိမ့်မယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွေတင်ရတယ်ပူပန်တတ်ပါတယ်။ရန်အနေတိုက်ခိုက်လုံးဝမရှိပါဘူးရှင်။ချီးနဲ့ပတ်သက်ရင်တော့အလိမ်ညာတွေခံရတတ်တယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်အပေါ်မှာအမျိုးမျိုးသောစိတ်ကုန်ခြင်းစိတ်တွေပြည့်ခြင်းဒီလိုလေးတွေ့ရပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်ချူချာတတ်ပါတယ်ဂရုစိုက်ပါနော်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘယ်ရှုထောင့်မှာပဲကြည့်ကြည့်မိမိကိုယ်တိုင်လိုက်လံပူပန်နေရတာဖြစ်တဲ့အတွက်ကြောင့်မအေးချမ်းသေးပါဘူးကံနဲ့ပတ်သက်ပြီးတော့ကံအရန်ကောင်းနေပါတယ်ထီတိုးကန်ဆန်းခြင်းတွေဆိုရင်တော့နှစ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်ငွေကြေးလက်လာပါတွေရှင်လန်းပွင့်လင်းစီမဲ့တပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုကိုကြည့်လိုက်တဲ့အခါစုံရတဲ့ပူပန်မှုမျိုးတော့မတွေ့ရဘူးဒါပေမဲ့ကိုကိစ္စမဟုတ်ပဲနဲ့အောက်လက်ငယ်သားကိစ္စနော်နောက်ပြီးတော့မိတ်ဆွေပေါင်းတဲ့ကိစ္စတွေပူပန်ပြီလို့တွေ့ရပါတယ်ဒီတော့စတိသားသမီးချင်းမိတ်ဆွေတွေကံထောက်ပတ်ဖြစ်စေတဲ့ရည်ရည်ကောင်းလေးဆံမပေးချင်ပါတယ်စနေသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရည်ရည်ကတက်ကြီးတွေများကိုစေဝါတက်စာလူတန်းချင်းဖြင့်မိမိကက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်